ကိုမင်းကောင်းခမည်းမစေးတန်းလည်းမရှိတော့ဘူးသွားလန်းလည်းမရှိတော့ဘူးကဲဟိုစကူစားကိုအသားအရကမ်းပေးစမ်းပါဟုဥပစောကအောင်နိုင်သူတယောက်ကြီးလေးတန်းဖြင့်ပြောလိုက်သည်ရုတ်တရက်ဘုံဆိုတော့အထာနဲ့အတူမိโกလုံးကြီးတွေဟာအရှိန်ဟုန်နဲ့ထပ်ဖို့လာတော့သည်အခန်းကိုဝိုင်းရန်ပိတ်ဆို့မှုနှင့်မိโกဘုံဥပစောဤလက်ထဲမှာဆက်တနတ်ပြောင်းဝါသည်လာရင်အောက်တွင်အေးဆက်စွာတောက်ပါလျက်ရှိနေ၏သူ၏နောက်ွယ်တွင်ရှိသောဝစ်စုံမြက်လူစုသည်လည်းလေးများကိုစီထင်းကျွန်ုပ်တို့ကိုအသေးချာချိန်ရွယ်ထားကြပြီးကြစ်ကား၏ရှေ့ပြီးမှတနတ်မှန်ထားသည်ဖြင့်ကျွန်ုပ်တို့အတွက်ခပြေးလန်းပိတ်သွားကြပြီကိုမင်းကောင်းခမည်းမစေးတန်းလည်းမရှိတော့ဘူးသွားလန်းလည်းမရှိတော့ဘူးကဲဟိုစကူစားကိုအသားအရကမ်းပေးစမ်းပါဟုဥပစောကအောင်နိုင်သူတယောက်ကြီးလေးတန်းဖြင့်ပြောလိုက်သည်ကျွန်ုပ်သည်စေးတန်းကိုပါဇက်မှထောက်ကခါးကြားသို့အသာထိုးထည့်လိုက်ရင်ပြုံးလိုက်မိ၏ဥပစောခမည်းကအကွက်စေလာကြည်လားဒါပေမဲ့ခမည်းမေ့နေလားတခုရှိတယ်ကျွန်တော်ကစုံတော့တယောက်ဖြစ်တယ်လို့ငကာနိုင်ကလည်းတာမန်လူမဟုတ်ဘူးဆိုတာပဲကျွန်ုပ်ဤစကားအဆုံးတွင်ဥပစောဤဘေးနာရှိခြုံပုတ်ထဲမှာရုတ်တရက်ဝုန်းဆိုတော့အခါနဲ့မိโกလုံးကြီးတွေဟာအရှိန်ဟုန်နဲ့ထပ်ဖို့လာတော့သည်၎င်းမှာငကာနိုင်ကိုယ်တိုင်စီမံထားတော့မိโกဘုံများထီဟေးဘာဖြစ်တာလဲပြေကြစားဥပစောဤအော်တန်ထပ်ဖို့လာတော့လေမိโกများကထူထပ်လွန်းတဲ့ဘာကိုများမမြင်ရတော့ပြီထိုစဉ်ကျွန်ုပ်ဤလက်အမောင်းကိုကစုံတူကဆွဲလိုက်သည်ကိုခံစားလိုက်ရသည်ကိုမင်းကောင်းဒီဘက်ကိုလိုက်ခဲ့ငကာနိုင်ဤအထံပင်ဖိကျွန်ုပ်နှင့်ဦးထွန်းဖေတုံးသည်မိโกများကြားတွင်ငကာနိုင်နောက်သို့ကပ်၍လိုက်ခဲ့ကြသည်ငကာနိုင်သည်ဤအိမ်တော်ဤလူဝလမ်းကြောင်းများကိုကျွမ်းကျင်သူပြီးကျွန်ုပ်တို့ကိုအိမ်နောက်ဖဲရှိရေတွင်းဟောင်းတစ်ခုစီသို့ခေါ်ဆောင်သွား၏ဒီရေတွင်းထဲဆင်းကြစံအောက်မှာနမ်းမြူရောအပြင်ဘက်ကိုပေါက်တဲ့လူဝဥမင်ရှိတယ်ဟုငကာနိုင်ကအမိန်ပြီးသလိုကြိုးလိုက်သည်ကျွန်ုပ်တို့၃ယောက်သာရေတွင်းဟောင်း၏တန်လေကားအတိုင်းဆင်းလာခဲ့ကြသည်အောက်ခြေသို့ရောက်သောအခါအေးစိမ့်ပြီးမှောင်မဲနေတော့လမ်းကြောင်းတစ်ခုကိုတွေ့ရ၏ဦးထွန်းဖေကထပ်မင်းနှင့်လမ်းပြရင်ကျွန်ုပ်တို့အပီးတစ်ပိုင်းသွားကြရသည်ကိုမင်းကောင်းခမည်းတကယ်ပဲဟိုကနန်းနေအသေးပဲကိုတိတာလားဟုဦးထွန်းဖေကအမောတကမေးလိုက်သည်တီယုံနေမကဘူးကိုထွန်းဖေအဲ့ဒီကနန်းတွေကပေးထားတဲ့3စလီ9ဆိုတာကိုကျွန်ုပ်တို့အရင်ရောက်အောင်သွားရမယ်အဲ့ဒီမှာဟင်ဒအဖွဲ့ဤခေါင်းဆောင်အစ်စ်ကိုဖော်ပြနိုင်မဲ့တက်တဲ့ရှိတယ်ကျွန်ုပ်တို့ဥမင်လမ်းကြောင်းသို့10မိနစ်ခန့်သွားပြီးနောက်အပေါ်သို့တက်သည့်လေကားတစ်ခုကိုတွေ့လိုက်ရသည်အပေါက်ဝါကိုတွန်းဖွင့်လိုက်သောအခါကျွန်ုပ်တို့ရောက်ရှိသွားသည်မှာလူအသူကင်းတဲ့သို့နမ်းမြုပ်ဟောင်းနေရှိသောရှေးဟောင်းစာကြည့်တိုက်အနီးပင်လိုတော်သည်ထို့ကြောင့်လေစာကြည့်တိုက်တကားဝတွင်မထင်မှတ်သောအရာတစ်ခုကိုတွေ့လိုက်သဖြင့်ကျွန်ုပ်ခြေလမ်းများရက်တန်သွားမိ၏စာကြည့်တိုက်တကားမကြီးသည်ပွင့်လျက်ရှိပြီးအတွင်းမှာဖျောင်းတိုင်မီးလုံးမြင်ပြပြားထွက်နေသည်ကိုတွေ့ရသည်ပြီးတော့တကားဝမှာဟင်ဒရုပ်ပုံစံရွှေရောင်းတစိုက်ကိုချိတ်ဆွဲထားသည်ကိုတွေ့လိုက်ရလီတော့သည်သူတို့ကျွန်ုပ်တို့ထက်အရင်ရောက်နေပြီလားဟုတ်ဦးထုံးထေကတိုးတိုးလေးမေးလိုက်သည်ကျွန်ုပ်ဒီဆေးတံကိုပြန်ထုတ်ကအသွေးနဲ့ထွာမိ၏ဤစာကြည့်တိုက်အတွင်းမှာကျွန်ုပ်တို့ကိုစောင့်ကြိုနေတော့မှဘဲများအန်ဒီယေမျိုးပါလိမ့်ဦးထုံးဖေတနက်ကိုအစင်တိအပြင်ထားငကာနိုင်ခမည်းကနောက်ဖဲပေါက်ကိုပိတ်ထားပြီးကျွန်တော်ကတော့အရှိတကားကနေပဲဧည့်တယ်လို့ဝင်သွားမယ်ကျွန်ုပ်ဒီရဲရဲဝံ့ဝံ့ပင်စာကြည့်တိုက်အတွင်းသို့ခြေလန်းလန်းလိုက်လေတော့သည်